step body သွားတာ step body ပွဲတက်သွားတဲ့ခါကျတော့တချေမွန်လဲပါတယ်အိုင်လဲပါတယ်သူလာခေါ်သွားလေမွန်တို့လေသွားလဲသွားရောဟိုလဲရောဘာလုပ်လဲဆိုတော့အဲ့ရဲ့အရင်တော့ IBEC မှာတင်ထားတဲ့တပည့်ဟောင်းနဲ့တွေ့ခါကျ तू ကကိုနဲ့ဓပုံလာရိုက်မယ်ကိုတပည့်မလေးကတီချာနဲ့တမီးဓပုံရိုက်မလို့လေပြောကြတယ်ဖေးတမီးကိုရိုက်ပေးအောင်လေပြောသူဖေကဖေလည်းရိုက်မလေးတဲ့ဖေကရမ်းကြိုက်တာအစရအောင်တဲ့ဖေကတီးရလားတဲ့တီးတာပေါ့တဲ့ဖေတော့တဲ့ TV မှာခဏဟွာတယ်ဗာလေဖုန်းထဲမှာခဏတွေ့နေရတဲ့ဒီစီယာတဲ့စကားပြောတိတ်ပြောင်မြောက်တဲ့အရန်ကောင်းတဲ့ဖေကရမ်းသဘောကျတယ်အဲ့သူတမီးကပြောတော့တမီးတီချဲလေးတဲ့ဟာတဲ့တကယ်လူတော်နဲ့ပဲတွေ့တာပဲငါဟဲ့ငါဘာလို့လဲချီကျိုးတာလဲပေါ့ငါမဟုတ်သေးပါဘူးပေါ့ငါဒီလိုတန်တရားတော်ဝင်လေငါတန်တရားလိုဝင်ပြီးရတယ်အဲ့ဒါဓာတ်ပုံရိုက်လို့ရှိသေးတယ်ဟုတ်တယ်ဖေတဲ့ဖေကလို့တည်အောင်တမီးကအဲ့အောင်းတာတယ်ဖေရတယ် TikTok လည်းမကြည့်ဘဲနဲ့တဲ့ဟာတဲ့ Facebook ဝင်လာရင်ကိုချောက်ပေါ်လာတယ်ဟာငါ Facebook မှာလည်းငါဗီဒီယိုရအဲ့လောက်ပတ်ပါဘူးငါတည်တာပြောကြဓာတ်ပုံရိုက်တော့ပဲလောက်ကဖေတဲ့ဘယ်သူမလို့တော့တဲ့နာမည်သိလို့လားလို့ပြောသိတာပေါ့တိုက်တည်တာပေါ့လေဒီလိုလို့ပြောရတာချင်းလင်းတိုင်းညွန့်တယ်ကွာဒီလိုတော့လင်းတိုင်းညွန့်လေတဲ့အဲ့လိုပြောငါဘာပြောမှမသိလို့ဒီဘက်အဲ့ဒါကြီးလေရောအတီဂျီတဲ့အတီတွားလေးတွေကသူ့ရဲ့ treatment နော်ငါ့ကိုလင်းတိုင်းညွန့်တယ်အကြီးတဲ့ပြောဘယ်ရဘသူနဲ့မားတာတော့ပါပြလားတဲ့တိုက်ရောက်ထက်ရှိမြန်မာနိုင်ငံမှာတဲ့ဘယ်သူလုံးလင်းတိုင်းညွန့်တယ်ငါ့ကိုငါတော့မလေးသူပြောအဲ့ဒါကြီးလေရောအတီဂျီတဲ့အတီသွားလေးတွေကသူ့ရဲ့ treatment နဲ့ငါလည်းလူကြတယ်ပါကြီးကငါလည်းလင်းတိုင်းညွန့်ပြငါပါကြီးကြည့်သလားလူကြီးမရက်နေလို့မပြီးဘူးငါမူကအဲ့မှုဝင်သွားလူကြီးမရက်နေလို့မပြီးဘူးလူကြီးမလုံနေမှာဖြစ်မယ် dancing with the problem ဆိုပြီးလို့ဖြစ်နေတာလင်းတိုင်းညွန့်တော့ဟဲ့လင်းဟိုလင်းလေငါတို့ပဲပါလေလေဟာနင်တို့အိမ်နာလင်းပါတို့အိမ်နာအလင်းအမျိုးကိုအေးအလင်းနဲ့ငါဆက်ပြငါသတိရဟဲ့လင်းတိုင်းညွန့်ပြောလိုက်အမြဲငါလင်းသတိရသူကထိုင်းရောက်သွားတာထိုင်းရောက်သွားတဲ့အခါကျမှတို့ရွာထဲမှာနေလို့ရှိရင်တော့ဟိုတချင်းမကြိုက်ရနဲ့ရွာတန်ချက်ဆက်ဖွင့်လို့ချက်တော်တချင်းတွေဖွင့်ပြန်ပြီတော်တချင်းတွေဖွင့်ပြန်ပြီထိုင်းရောက်တဲ့အချိန်ကျတော့ပဲတစ်ချိန်လုံးသူ့ရဲ့ဖုန်းရိန်တုံးကိုကြည့်လိုက်သူ့ရိန်တုံးမှာတစ်ချိန်လုံးပြတားရဲ့တာရိန်တုံးမှာတော့မှလည်းအမေနဲ့ရွာကိုလွဲနေဖွင့်လာတဲ့တစ်ချိန်တော့အမေနဲ့ရွာကိုလွဲနေသမိုင်းဒေးတွေမှာဆိုလေတော်တချင်းတွေမြန်မာတချင်းတွေကြီးပဲတောက်လျှောက်တင်တာအဲ့နဲ့ကြည့်လဲကြည့်ရဒီမဲ့ဟိုနေ့ဆာလာပို့ဘာပို့သီလားဦးကြီးအတန်ပို့တော့အတန်ဖိုင်တော့ဦးကြီးတဲ့ဟိုဟာဒီတစ်ခါဒူဘာရမဖျားဝဲကြတယ်ဒူဘာရမဒါတော့ဖျားမှာတဲ့တစ်ချိန်လုံးစိုင်းဖို့ကြတော့ရွာဝင်ရွာကံမြမိုင်းဝင်တာဒူဘာရမဖျားဆိုင်ဖို့ပဲရင်မြင်တယ်သိလားမလားအဲ့ဒါကိုမြင်တယ်ထူပါယာမတစ်ချက်တွေ့အောင်လို့ထူပါယာမပဲဖတ်တဲ့ဟာကိုရာကောက်နဲ့ရေးထားပေါ့ကွယ်ထိုင်းရောက်တော့မှဦးညီတားထူပါရမဖျားပွဲရထိုင်းရောက်မှထူပါရမဖျားပွဲရတားလာမထူပါရမဖြစ်နေထိုင်းရောက်မှအတန်ထွက်တဲ့ထူပါရမအဲ့မဲ့ထူပါရမဖျားပွဲကြရင်တာပြန်လာမှာအေးပြန်လာပေါ့ပြီးလေပြီးကြဒီမဲ့ဦးညီတဲ့ဝါဆိုရင်မထားဘူးလားတောက်ဘဲချင်းဆိုရင်မလို့ဘဲချင်းကငါကြွားမှကြည့်လိုက်တော့ဒီကောင်းတဲ့တစ်ချိန်လုံးပစိုးရင်ငါ့ကိုဝစ်ပြီးတော့မှတနေ့လေလုံးဖုန်းပို့ပြီးတညလုံးအိတ်တာတမနဲ့လုံးလဲအိတ်တဲ့သူတွေကငါ့ကိုလည်းအချိန် time management တွေလာလောက်ကိုင်းနေဘယ်ရောက်သွားလဲဆိုကြည့်လိုက်တော့ time ရောက်သွားငါတခါကျဟေးသူတို့ကလာလေအောင်ဦးကြီးလာလေအောင်တာတော့ time မှာဆိုလို့အေးစေးတယ်တာဂိုင်းလုပ်ပေးမယ်အေးစေးတယ်အော်အေးဆိုငါတကယ်မှတ်ပြီးငါဟိုတစ်ခါက time လေသွားလေဟာဟေးသူတို့စီလေသွားလေဘာတွေတော့ဘလို့ဂိုက်လောက်ပြီးမှငါ့ကိုထိုင်းလူမျိုးငါတယောက်မှမတွေ့ကြဘူးသူတို့တလန်းလုံးဗမာတွေကြီးပဲပြီးလည်းပြီးကြဒီမဲ့သူဟာတဲ့ထိုင်းမှာတဲ့အဲ့သူတငယ်ချင်းရတဲ့ထိုင်းမှာဘာလုပ်တာလဲအစားတောက်ရောင်းတာတဲ့နင်တို့ထိုင်းသားကြီးလောက်တက်ပြီလားဆိုသူကသူကြားလာတော့တက်သွားပဲတဲ့ကြည်လဲဘာလုပ်တာတုံးဆိုလို့အတုတ်တေတို့ထမင်းတွေတို့အကုန်လုံးကြည့်လိုက်တယ်မြန်မာထမင်းတွေမြန်မာတက်တယ်မြန်မာလက်ရာတွေကြီးပဲဘယ်သူဟင်းလို့ဘာလို့လဲဆိုမြန်မာဟင်းထမင်းလို့ဘာလို့မတက်တာတော့ဆိုအဲ့လိုမြောက်လေးဒါထိုင်းမှာဖွင့်တာမလို့လာစားလူတွေဘယ်သူတို့ဆိုမြန်မာတဲ့ဘာပတ်စံတုံးတာလဲဆိုဘက်တဲ့သူတို့တွေတုံးတာတော့ဆိုမြန်မာတွေတုံးတာဘာလဲဆိုဘက်တဲ့ပြီးတော့မှသူတို့အကုန်လုံးကဒီကိုလမ်းပို့တော့မြန်မာငွေတွေအဲ့ဒါနဲ့အဲ့ဒါအကုန်လုံးကလည်းဘက်ငွေတုံးတာဘက်ငွေတုံးတာပဲအဲ့ဒါထိုင်းဟုတ်တယ် crab တို့သူတို့ပြောပြီးတော့အကုန်လုံးကထိုင်းနေဖြစ်နေကြပါတယ်ပေါ့တလားလုံးလဲမြန်မာတွေတုံးတာမြန်မာငွေမကွဲနဲ့ထိုင်းငွေတွေတုံးပြီးတော့ဘယ်သူတွေရတော့ဆိုတော့ထိုင်းလူမျိုးမြန်မာလူမျိုးတွေတဲ့အဲ့ဒါအသက်တွေဟောင်းနေရောက်ပြီဆိုလို့ချင်းပါလဲဆိုတစ်ချိန်လုံးသူတို့ calculator နဲ့တွက်ပြီးတော့တုံးတာတဲ့ calculator နဲ့တွက်တာအကုန်လုံးမြန်မာတွေကြီးပဲလာကုန်ပြီဟေးဆိုရွာတွေလွှဲတဲ့ခါကြမှာသူတို့အလုံးစဝင်တဲ့ချိန်ဆိုလို့ချင်းငါတို့ရေစီမှာဆိုဦးကြီး
မဘိုးလန်းလွယ်ပဲတာလာစာရတဲ့ခါကျဦးညိုရှယ်ဖို့မယ်True Money ပဲသုံးတာဒါတော့ True Money သုံးတာဘာလို့ True Money ဆို True Money ရတဲ့အခု True Money သိလား True Money တည်းနော်ဒီမှာတော့ကျေပြတ်နေပြီနော် AYA Pay Wallet တွေပြီးရင် CD Mart အစုံတွေ KBZ တွေ MAB တွေပြီးရင် GTB Bank တွေမှာဆိုလို့ရှိရင်အဲ True Money ကစိတ်ကြိုက်ထုတ်လို့ရတယ်အလွယ်တကူထုတ်လို့ရတယ်ပေါ့ကွယ်တသိန်းတို့အဲ့လိုမျိုးတသိန်းတို့9000တို့ကစားထုတ်လို့ရတယ်နော်လွယ်တကူနည်းလေးတွေကစားစိတ်ချရတယ်သမီးထိုင်ရဦးညိုလွှဲလိုက်မယ်အားလွှဲလိုက်အဲ့ဆိုထိုင်အောင်သွားတော့မယ်ထိုင်သွားပြီးသူပါရာမသူပါရာမလည်းပဲတိုင်ညွန်လာမယ်ပေါ့သူပါရာမပြောင်းလေတိုင်ညွန်လာမယ်ထိုင်လို့လေးနှုတ်ဆက်လိုက်สวัสดีค่ะสวัสดีค่ะTrue Money ค่ะTrue Money ค่ะพี่ชายTrue Money ค่ะพี่ชายတော့ကိုကိုပြောမှာလားโอ้ยพี่ชาย want to accept True Money ค่ะ want to receive True Money ค่ะ and transfer money and transfer money you can withdraw from AYA Pay Wallet and True Money agency side and CD Mart and KBZ and maybe GTB Bank and everywhere you can even take the True Money ขอบคุณค่ะขอใจนาค่ะဆိုနားလေလားလို့ပြောတာค่ะขอใจนาค่ะขอใจนาค่ะไปนะคะขอใจ